ကြိုတွေးထားပြီးသားကိုဖြည့်စီမပေးနိုင်တဲ့တနေ့သူတို့အလိုလိုမေ့သွားကြလိမ့်မယ်ဆိုတာကိုပေါ့အကျိုးအမြတ်ကိုကြည်ပြီးပေါင်းပြီးဆိုမှတော့ကိုစီကမျောလင့်စရာမရှိတော့တဲ့အခါအလိုလိုကျင်ပယ်သွားကြလိမ့်မယ်ဆိုတာကိုလည်းကြိုတွက်ထားပြီးသားပါလိုအပ်တဲ့အခါပြုံးမြတတ်တယ်လို့မလိုအပ်တဲ့အခါလဲထိုးဖို့နှက်ဖို့ဝင်မလေးတတ်သူတွေအတွက်လက်ပြခွဲခွာပေးလိုက်ခြင်းကဒီပု္ပ္ပစာအတွက်အကောင်းဆုံးအဖြစ်ပဲဘဝတစ်ခွေမှာအမှတ်မတင်ဆုံတွေ့ကြရင်တယောက်နဲ့တယောက်ပတ်သက်ခဲ့ကြတဲ့အခိုက်အတန့်ကာလတွေမှာလူတချို့ကြောင့်ပျော်ရွှင်မှုနှွေးထွေးမှုတွေကိုသိခွင့်ရလိုက်တယ်လူတချို့ကြောင့်ပဲနာကျင်မှုတွေပင်ပန်းမှုတွေကိုခံစားတတ်ခဲ့တယ်လူတချို့ရဲ့စစ်မှန်တဲ့မေတ္တာတွေကိုသိခွင့်ရလိုက်တယ်လို့လူတချို့ရဲ့အတုရောက်မာယာတွေနဲ့လည်းတွေ့ကြုံခဲ့ရတယ်ဒီလိုနဲ့ပဲကိုဘဝရဲ့နေထိုင်မှုပုံစံဟာကြန့်ခိုင်တယ်မကြန့်ခိုင်ဘူးဆိုတာထက်လောကကြီးအကြောင်းတော့ကောင်းကောင်းနားလည်စပြုခဲ့တယ်